ကဘာဦးချာခန်းကြီးကိုခန်းငယ်တိမမစကူတိုင်းဘုရားသခင်သည်လည်းနောအေးနှင့်သူဤသားတို့ကိုကောင်းချီးပေးတော်မူ၍သူတို့သည်များပြားစွာမွေးဖွားလျက်မြေကြီးကိုပြည်စီကြတော့မြေတရိစ္ဆာန်မိုးကောင်းကင်ငယ်အစရှိသောမြေပေါ်မှလှုပ်ရှားတတ်သမျှနှင့်ပြည်နယ်ငါအပေါင်းတို့သည်တင်တို့ရှိမှကြောက်ရွံ့တုန်လှုပ်ခြင်းတဘောရှိရကြလိမ့်မည်ထိုတရိစ္ဆာန်တို့ကိုတင်တို့လက်၌ငါအား၏အသက်ရှင်၍လှုပ်ရှားတတ်သမျှသည်အတီးအရွက်ကဲ့သို့တင်တို့စားเสียမှုဖြစ်ရမည်ခသိန်းသောအရာတို့ကိုတင်တို့၌ငါအပ်ပေ၏သို့တော်လည်းအသက်တီးဟုသောအသွေးနှင့်တကွအသားကိုမစားရအကယ်၍တင်တို့အသက်တီးဟုသောတင်တို့အသွေးကိုငါတောင်းမည်လူတရိစ္ဆာန်ပေါင်းတို့၌ငါတောင်းမည်ခသိန်းသောလူတို့၏ညီအကူ၌လူ၏အသက်ကိုငါတောင်းမည်အကျဉ်သူသည်လူ၏အသွေးကိုသွင်း၏ထိုသူ၏အသွေးကိုလူလက်ဖြစ်သွင်းရမည်အကြောင်းမူကားဘုရားသခင်သည်မိမိပုံသဏ္ဍာန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏သင်တို့သည်သားကိုဖွား၍များပြားကြလော့မြေပေါ်မှအလိုမွေးဖွား၍များပြားကြလော့ဟုမိန့်တော်မူ၏တဖန်ဘုရားသခင်သည်နောအေးနှင့်သူ၏သားတို့ကိုမိန့်တော်မူသည်ကားတင်တို့နှင့်၎င်းနောင်ဖြစ်လက်တန်သောအမျိုးအနွယ်နှင့်၎င်းတင်တို့ထံမှအသက်ရှင်သောတိရစ္ဆာန်တီးဟုသောငှက်သားရင်သားရဲရှိသည်မြတင်ပေါ်ထဲကထွက်ဆင်းသည်မြမှစား၍မိတိရစ္ဆာန်အပေါင်းတို့နှင့်၎င်းငါသည်ကိုယ်တိုင်ပဋိညာဉ်ပြု၏တင်တို့နှင့်ငါပြုသောပဋိညာဉ်ဟူမူကားရေလွှမ်းမိုးခြင်းအားဖြင့်ခသိန်းသောတတ္တဝါတို့သည်နောက်တစ်ဖန်မဆုံးရကြမြေကြီးဖြစ်စီဖို့ရာနောက်တစ်ဖန်ရေလွှမ်းမိုးခြင်းမရှိရထိုမှတပါငါတစ်ဖက်တင်တို့နှင့်တင်တို့ထံမှအသက်ရှင်သည်များသောတရိစ္ဆာန်တို့တစ်ဖက်၌တာမီအစဉ်ဆက်မပြတ်ငါပြုသောပဋိညာဉ်၏လက္ခဏာတက်တည်ဟူမူကားငါ၏တက်တန်ကိုမိုးတိမ်၌ငါထား၏ထိုတက်တန်သည်မြေကြီးနှင့်ငါပြုသောပဋိညာဉ်၏တက်တည်ဖြစ်လိမ့်မည်ငါသည်မိုးကိုအုံစေသောအခါမိုးတိမ်၌တက်တန်သည်ထင်ရှားလိမ့်မည်ထိုအခါငါတစ်ဖက်တင်တို့မှစား၍အသက်ရှင်သောတတဝါတရိစ္ဆာန်ရှိသည်များတို့တစ်ဖက်၌ရှိသောငါ၏ပဋိညာဉ်ကိုအောက်မေ့သည်ဖြင့်ခသိန်းသောတတဝါတို့ကိုဖျက်ဆီးခြင်းကနောက်တစ်ခါရေလွှမ်းမိုးခြင်းမရှိရမိုးတိမ်၌တက်တန်ရှိသည်ကိုငါကြည့်ရှုသည်ဖြင့်ဘုရားသခင်နှင့်မြေကြီးပေါ်မှာအသက်ရှင်သောတတဝါတရိစ္ဆာန်အပေါင်းတို့စကြမှာရှိသောထာဝရပဋိညာဉ်ကိုငါအောင်မိမည်ဤဒီကငါနှင့်မြေကြီးပေါ်မှာရှိသောတတဝအပေါင်းတို့၏စကြမှာငါအမြင်ဖွဲ့သောပဋိညာဉ်၏လက္ခဏာဖြစ်သည်ဟုနောအေးကိုဘုရားသခင်ဝင်တော်မူ၏တင်ပေါ်ထဲကထွက်ရှင်သောနောအေးသားတို့၏အမည်ကားရှေမဟာမယာဖက်သည်ဟာမသည်ခါနာ၏အဘဖြစ်၏ဤသူတို့သည်နောအေး၏သားသုံးယောက်ဖြစ်၍မြေကြီးတစ်ပြင်လုံး၌နမ်းပြကြ၏နောအေးသည်လေလုသောအသက်ကိုပြုစု၍စပိဥယျင်ကိုစိုက်၏စပိရေကိုလည်းတောင်း၍ရင်မှုတစ်ဖြစ်မိမိတဲ၌အဝတ်မချုံပဲနေလေ၏ခါနာ၏အဘဟာမသည်မိမိအဘ၌အဝတ်ချီစီရှိသည်ကိုမြင်လျင်ပြင်မာရှိသောညီကိုမြောက်ကိုပြောလေ၏ရှေမနှင့်ယာဖက်တို့သည်အဝတ်ကိုယူ၍ပခုံးပေါ်မှတင်ပြီးလျင်နောက်သို့ဆုတ်သွား၍မိမိအဘ၌အဝတ်အချီစီမရှိသည်ကိုဖုံးချ၏သူတို့သည်ပြင်သို့မျက်နှာပြုသောကြောင့်မိမိအဘ၌အဝတ်အချီစီရှိသည်ကိုမမြင်ရနောအေးသည်ရှင်မူချင်းပြောက်၍နိုးသောအခါမိမိ၌တားငယ်ပြုသည်ကိုသိလျင်ခါနန်ဒီကျင့်ချင်းကိုခံပါစေညီအကိုတို့၏ကျွန်တို့၌ကျွန်ဖြစ်ပါစေဟုဆို၏တဖန်ရှေမ၏ဖျားသခင်ထောရဖျားသည်မင်္ဂလာရှိတော်မူစေတည်းခါနန်ဒီရှေမ၏ကျွန်ဖြစ်ပါစေဘုရားသခင်သည်ယာဖက်ကိုကျေစေတော်မူသဖြင့်ရှေမ၏တဲတို့တွင်နေပါစေခါနန်မူကားသူ၏ကျွန်ဖြစ်ပါစေဟုဆိုလေ၏နောအေးသည်ရေလွှမ်းမိုးသောနောက်အနှစ်350အသက်ရှင်၍အသက်ပေါင်း950ရှိသောနေဆရောက်လေ၏